တက်လုံးစင်ရဲမဲ့သူကဒီ3ချက်ကိုပဲလုပ်ပါတယ်ဒါဆိုရင်မယ်ရီတို့အခုကြည့်နေတဲ့လူအားလုံးမှာကိုကတက်လုံးစင်ရဲမဲ့လူလားဒါမှမဟုတ်အောင်မြင်ထဲကလူထဲမှာပါဝင်တာလားဆိုတော့ဒီဗီဒီယိုကိုအဆုံးအောင်နားထောင်ပေးပါနံပါတ်1အချက်ကပါလဲဆိုတော့စင်ရဲတဲ့လူတွေစင်ရဲတစ်ထက်ပါလဲစင်ရဲတာလဲချမ်းသာတဲ့လူတွေချမ်းသာတစ်ထက်ပါတော့ချမ်းသာတာလဲဆိုတော့စင်ရဲတဲ့လူတွေကဘာလောက်တာလဲဆိုတော့เนาะသူများကိုစိတ်ဝင်စားတယ်သူများကဘာဖြစ်နေပြီလဲเนาะသူများဘာလုပ်နေပြီလဲသူများရဲ့အားနည်းချက်တွေသူများရဲ့မကောင်းတဲ့အကွက်တွေကိုလိုက်ရှာကြည့်တယ်ဘာလို့လဲဆိုတော့သူများကဘာဖြစ်နေပြီလဲဟိုတယောက်ကဘာလုပ်နေပြီဟိုတယောက်ကဘလို့မကောင်းတာလဲအကုန်တိတယ်เนาะအရန်စိတ်ဝင်စားတယ် social media ပေါ်မှာပေါ့เนาะကိုနဲ့တိတဲ့လူဖြစ်စေမတိတဲ့လူဖြစ်စေလူတွေကိုလိုက်ဝေဖန်တယ်လိုက်ကဲရတယ်လိုက်ဆဲတယ်เนาะအဲ့ဒါစင်ရဲတဲ့လူတွေတက်လုံးဝမချမ်းသာနိုင်တဲ့လူတွေရဲ့စည်ရင်းထဲမှာပါဝင်ပါတယ်ဘာလို့လဲဆိုတော့เนาะသူတို့မှာသူများကိုပဲစိတ်ဝင်စားတယ်ကိုကဘာတွေတိုးတက်ဖို့လုပ်ရမှာလဲဆိုတော့သူတို့မစင်စားဘူးဘာလို့လဲဆိုတော့သူတို့ရဲ့ mindset တွေထဲမှာသူတို့ဘယ်လိုထင်လဲဆိုတော့ငါတို့ကနိုင်ငံရေးမကောင်းဘူးเนาะငါတို့မြန်မာနိုင်ငံအခြေအနေမကောင်းဘူးငါတို့မြန်မာနိုင်ငံကစီးပွားရေးကျက်တဲနေတယ်ဒီလိုအကြောင်းမျိုးကြောက်เนาะပြောပြီးမှသူတို့ကစင်ချင်တွေပေးကြတယ်ဒါဆိုရင်ပြန်စဉ်းစားကြည့်ခဲ့မယ်ဆိုရင်အဲ့တို့လူမှာစင်ချင်တွေအယက်များနေတဲ့လူကသူကတေးချတယ်သူတွေးတဲ့အတိုင်းကိုသူ့ရဲ့ဘဝကြီးမှာရောက်လာလိမ့်မယ်အဲ့အကြောင်းလို့ပေါ့နော်ဒါဆိုရင်သူများအကြောင်းကိုပဲစိတ်ဝင်စားနေတဲ့လူကဘယ်တော့မှကိုယ့်ရဲ့အကြောင်းတွေကိုစိတ်ဝင်စားမှာမဟုတ်ပါဘူးเนาะအဲ့ဒီနေရာမှာဘာတွေကွာခြားမှုရှိလဲဆိုတော့အောင်မြင်တဲ့လူတွေကအခွင့်အရေးတွေကိုမြင်တယ်စီးပွားရေးတိုးတက်အောင်ဘလို့ရှာရမှာလဲဆိုတဲ့နီးလန်းကိုပဲသူတို့ရှာမှာဖြစ်ပါတယ်ဒါအောင်မြင်တဲ့လူတွေပေါ့နော်ဒါဆိုရင်မေတို့ပြန်စဉ်းစားကြည့်မယ်ကိုဗစ်ကာလမှာလူတွေစီးပွားရေးကျက်တဲနေတဲ့ချိန်မှာအဆင်မပြေမှုတွေကြုံတဲ့ချိန်မှာဒါပေမဲ့တချို့လူတွေဘာဖြစ်လို့သူတို့ကအဆင်ပြေနေတာကြလဲတချို့လူတွေဘာဖြစ်လို့เนาะချမ်းသာနေကြတာလဲအဲ့ဒီကိုဗစ်ကာလအတွင်းမှာပေါ့နော်ဘာကြောင့်အောင်မြင်နေကြတာလဲအဲ့ဒီနေရာမှာတာမန်လူတွေရဲ့အတွေးကဘယ်လိုတွေးလဲဆိုတော့မကောင်းတာလောက်တာမတရားတာကိုလောက်တာเนาะစင်ရဲတဲ့လူတွေကအကြောင်းမျိုးတွေကိုတွေးတယ်ပြဿနာတွေကိုတွေးနေတယ်เนาะအခက်ခဲတွေကိုတွေးနေတယ်เนาะသူများကဘာတွေဖြစ်နေပြီလဲလိုက်ကြည့်နေတယ်လိုက်ဆဲတယ်ဒါပေမဲ့ကို့မှာဘာလို့အချက်ရှိလဲကို့မှာဘာတိုးတက်ဖို့လောက်ရမှာလဲဆိုတာမတွေးဘူးမှတ်ထားပါမယ်ရီတို့ဖြစ်လာနေတဲ့ပတ်ဝန်းကျင်ပြဿနာအားလုံးမှာမယ်တို့ဘာမှပြောင်းလဲလို့မရဘူးဒါပေမဲ့မယ်ရီတို့ပြောင်းလဲလို့ရတာကပါလဲဆိုတော့ကိုယ့်ရဲ့စိတ်ဖြစ်ပါတယ်ကိုပဲဖြစ်ပါတယ်ဘယ်အရာမှပတ်ဝန်းကျင်မှာဖြစ်လုံးဝပြောင်းလဲလို့မရဘူးဒါပေမဲ့ကိုပြောင်းလဲလို့ရတယ်ဒါဆိုရင်ကိုကချမ်းသာတဲ့လူဖြစ်ချင်တယ်ဆိုရင်မတို့သူများကို focus လုပ်တာထက်သူများကိုအာယုံစိုက်တာထက်ကိုအာယုံစိုက်ပါငါစီးပွားရေးပါလုပ်ဖို့လို့လဲငါပါတွေတင်ယူဖို့လို့လဲငါပါတွေလေ့လာဖို့လို့လဲငါပါတွေလိုအပ်တာလဲအဲ့ဒါကိုပဲတွေးဖို့လိုတယ်တကယ်လို့ negative တွေပဲပြောနေတယ်သူများအကြောင်းကိုပဲစိတ်ဝင်စားနေတယ်ဆိုတေးချတယ်ဘယ်တော့မှအောင်မြင်တဲ့လူဖြစ်လာမှာမဟုတ်ဘူးစင်ရဲတစ်ထက်စင်ရဲလိမ့်မယ်ဒါဘယ်သူမှကယ်လို့မရဘူးဖျားလဲကယ်လို့မရဘူးကိုပဲကယ်လို့ရမှာဖြစ်ပါတယ်ဒါနံပါတ်1ချက်ပေါ့နော်နံပါတ်2တက်လုံးစင်ရဲမဲ့လူတွေကဘယ်လိုလဲဆိုတော့ဘယ်တော့မှလေ့လာတည်ယူမှုဆိုတာမရှိဘူးကပ္ပကျော်အောင်မြင်တဲ့လူပဲဖြစ်ဖြစ်ထာဝရကြောင်းသားဖြစ်ရမယ်ထာဝရကြောင်းတူဖြစ်ရမယ်စင်ဆက်မပြတ်လေ့လာတည်ယူမှုရှိရမယ်ဒါပေမဲ့တကယ်လို့ကိုတိုင်ကသူများကိုပဲအားကိုးနေတယ်အကြောင်းပြချက်တွေကိုပေးနေတယ်သေချာတာကိုကတက်လုံးစေးရဲရမှာဖြစ်ပါတယ်ပြီးတော့စေးရဲတဲ့လူကဘယ်လိုလုပ်တာလဲဆိုတော့သူများကိုလိုက်တိုက်ခိုက်တယ်သူများကိုလိုက်ဝေးဖန်တယ်သူများကိုလိုက်ဆဲတယ်เนาะသူများရဲ့စီးပွားရေးကိုလိုက်တိုက်ခိုက်တယ်နေတို့မအောင်မြင်ရတဲ့အချက်ကဘာလဲဆိုတော့မယ်ရီတို့ရဲ့မြန်မာလူမျိုးအချက်ချက်ကတကယ်လို့တယောက်ကတိုးတက်လာပြီဆိုရင်မနာလို့ကြဘူးဟုတ်မဟုတ်เนาะဘာလို့လဲဆိုတော့တယောက်ကအောင်မြင်နေတိုးတက်တယ်တယောက်ကမနာလို့ပြီးပြီမနာလို့တော့ဘူးလက်စီပွားရေးအောင်မြင်နေတိုးတက်တယ်ဆိုရင်ကိုကမနာလို့တဲ့စိတ်အဲ့ဒါကြောင့်မလို့ဒါဆိုရင်ပြိုင်ဖက်များနေတဲ့စီးပွားရေးလောကမှာစိတ်သက်ခိုင်မာမှုရှိရမယ်အတိုက်ခိုက်များတယ်ဘာလို့လဲမကောင်းတဲ့လူတွေအယမ်းများတယ်မနာလိုတဲ့လူတွေအယမ်းများတယ်သူများစီးပွားရေးအောင်မြင်သူများတိုးတက်တာသူများချမ်းသာတာကိုကမှုတိတာမပွားနိုင်ပဲနဲ့အခုဒီကောင်ကဘာလုပ်နေဒီလူကဘာလုပ်နေတာလဲ
လုံးဝပေါ့နော်မကောင်းတဲ့အလုပ်ကိုလှုပ်ရှားတာနင်တို့ရောက်နေတဲ့ပစ္စည်းကစေးကြီးတာနော်30တန်ကို100ရောက်နေတာအဲ့ဒါပါလေဒီလားသူများကိုလိုက်တိုက်ခိုက်နေတာဘာလို့လဲဆိုတော့မယ်ရီတို့မြန်မာလူမျိုးတွေမအောင်မြင်ရတဲ့အကြောင်းကြီးကသူများကိုလိုက်တိုက်ခိုက်နေခြင်းဖြစ်ပါတယ်ဒါဆိုရင်မှတ်ထားပါမယ်ရီတို့ကဘာကျော်အောင်မြင်နေတဲ့လူတွေဘာတွေပြောထားလဲဆိုတော့မင်းထက်အောင်မြင်နေတဲ့လူကဘယ်တော့မှမင်းကိုတိုက်ခိုက်မှာမဟုတ်ပါဘူးမင်းထက်မအောင်မြင်နေတဲ့လူတွေပဲမင်းကိုတိုက်ခိုက်ကြမှာဖြစ်ပါတယ်တဲ့မှတ်ထားလိုက်ပါကိုကအတိုက်ခိုက်ခံနေရပြီဆိုရင်ကိုကအောင်မြင်နေလို့ပါနော်ကိုလာပြီးမှတိုက်ခိုက်နေတဲ့လူအားလုံးမှာအဲ့ဒါပါလေလူကမအောင်မြင်လို့နော်သူများကိုလိုက်တိုက်ခိုက်နေတာအောင်မြင်နေတဲ့လူတွေသူတို့ကဘတုကိုမှစိတ်မဝင်စားဘူးကိုအလုတ်ကိုစီးပွားရေးကိုစိတ်ဝင်စားတယ်ဒါကြောင့်ဒါဆိုရင်သူများကိုလိုက်ဆဲတယ်လိုက်ကဲရဲနေတဲ့လူတွေဒီထဲမှာရှိခဲ့မယ်ဆိုရင်ကိုထမင်းကိုစားပြီးမှအားရနဲ့လူများကိုလိုက်ဆူလိုက်ဆဲလိုက်ပြောနေတယ်ဆိုရင်တစ်သက်လုံးစင်ရဲတယ်ဘယ်တော့မှမအောင်မြင်တဲ့လူတေတဲ့အထိဘယ်တော့မှချမ်းသာမှာမဟုတ်ပါဘူးပေါ့နော်ဒါနံပါတ်1ချက်ပါ